မင်းကွန်းဆရာတော်ကြီးတို့လိုပစ်တကတ်သုံးပုံဆောင်သားသူကတော့ပိုက်ဆံကင်တာပိုက်ဆံအလူခံယူတော့ဘာမှမပြောတာဟိုဝီနီးတို့တွေကြမှာရေးကြီးခွင်ကျဲလုပ်နေကြတာဟောသူတို့ကိုယ်တိုင်ကသာသနာကိုလူတွေအထင်လွဲအောင်လုပ်နေတာလေလူတွေကိုဝီနီးတွေသိအောင်ပြောစရာလားတန်ခါတင်းကွဲအောင်လုပ်နေတာညဝီနီးကိုယ်တော်တွေတတိထားချစ်သားယဟန်တို့ပိုက်ဆံမကင်ရလို့ပညတ်ထားတာငါဗျာကိုယ်တိုင်စီကန်းချထားတာပါကွယ်ဘာဖြစ်လို့မလိုက်နာကျင်ကြတာလဲစီကန်းလေးတော့လိုက်နာမှာပေါ့ကွယ်တင်ချစ်သားတို့ကငါဗျာရဲ့သာသနာမှာနေထိုင်ပြီးငါဗျာချမှတ်ထားတဲ့စီကန်းကိုအကြောင်းအမျိုးမျိုးပြပြီးချိုးပြက်နေကြတာဟာသာသနာတော်စုပ်ယုပ်ကြောင်းဖြစ်နေတယ်တင်ချစ်သားတို့ကိုယ်တိုင်ကငါဗျာရဲ့စကားကိုတော့နားမထောင်ကြဘူးဆိုရင်လူတွေကဖျားစကားနားမထောင်တာအဖြစ်ပြောလို့မရဘူးလေ Йоговам навидянати насуаракхати гоганам. Эвам силам адянантуа кимсуаракхея самварам. သာသနာတော်မှာနေတဲ့ယဟန်ကောင်းမှန်ရင်ငါဗျာကိုယ်တိုင်ဟောကြားထားတဲ့ဒီစကားရဲ့အတိတ်ဘာကိုသိထားတဲ့မသိသေးရင်သိသောယဟန်များကိုမေးမြန်းကြပါလူတွေကိုတော့ဖျားစကားနားထောင်ဖို့တရားဟောပြောနေတဲ့တင်ယဟန်တို့ကိုယ်တိုင်ကငါဗျာရဲ့ပညတ်ချက်တွေကိုကျူးလွန်ဖောက်ဖျက်နေတာဟာတင့်ရော်ပါမလားအရှင်ဗျာတပည့်တော်ဆုံးမစကားလေးတစ်ခွန်းလောက်မိတ်ပါဗျာယဟန်လိုနေလူလိုမနေနဲ့လူလိုနေတေအပါရောက်လိမ့်မယ်ဒီဩဝါဒအတိုင်းယဟန်ဘဝနေထိုင်သမျှယဟန်ပိတအောင်နေထိုင်ပါမနေထိုင်ရင်ငါနဲ့လည်းမဆိုင်ဘူးအပယ်နဲ့ဆိုင်တယ်သာသနာမှာနေရင်ဖျားစကားနားထောင်မှာကောင်းမယ်အရှင်ဗျာတပည့်တော်ဆုံးမစကားလေးတစ်ခွန်းလောက်မိတ်ပါဗျာလူလိုနေတရက်ဆန်လိုမနေနဲ့တရက်ဆန်လိုနေရင်တေရင်အပါရောက်လိမ့်မယ်ဒီဩဝါဒအတိုင်းလူဘဝနေထိုင်သမျှလူပိတအောင်နေထိုင်ပါမနေထိုင်ရင်ငါနဲ့လည်းမဆိုင်ဘူးအပယ်နဲ့ဆိုင်တယ်ဗုဒ္ဓဘာသာကိုတန်ဖိုးထားရင်ဖျားစကားနားထောင်မှာကောင်းမယ်ယဟန်ဖြစ်လျက်ယဟန်ပိတအောင်မနေရင်လူတွေခံစားရမယ်ကာမလည်းဆုံးရှုံးတယ်လို့ယဟန်တွေရရှိတဲ့ဓမ္မလည်းဆုံးရှုံးရမှာမို့နှစ်ဖက်ရှုံးလိမ့်မယ်